နမဲကြီးမင်းသားတယောက်မှာယောဂဘိုးရှိနေကြောင်းလူသိရှင်ကြားဖွင့်ချလာတဲ့တရုတ်ဆောင်ပန်းလာရောင်အနုပညာလောကရဲ့ရိုက်ကွင်းနောက်ကမှာလိဝဲချက်တရားတစ်ခါတလေမှာတကယ့်ကိုထိတ်လန့်စရာကောင်းလာပါရဲ့ရှင်အခုတကမှာတော့တရုတ်ဆောင်မင်းသမီးပန်းလာရောင်ဟာသူမရဲ့ကျမ်းမာရေးကို3လကျော်ကြာထိခိုက်စေခဲ့တဲ့ရုပ်ရှင်ရိုက်ကွင်းပေါ်ကအနန်းတစ်ခုကြောင်းနဲ့ယောဂဘိုးရှိနေတဲ့နမဲကြီးမင်းသားတို့အကြောင်းကိုဖွင့်ချလိုက်ပါပြီတရုတ်ဆောင်ပန်းလာရောင်လို့ပြောလိုက်ရင်သူမရဲ့ထူကြတဲ့ဘာသာရေးယုံကြည်မှုတွေအထက်လန်းအောင်လန်းနက်လန်းကျောင်းဆိုင်ရာလိုက်စားမှုတွေကြောင့်လူသိများသူတူပါမကြသေးခင်ကမှသူမကအမတော်မြတ်တဲ့အတွက်မွေးနေ့ကိတ်လီပြီးမွေးနေ့ပွဲကျင်းပခဲ့တာကြောင့်လူမှုကွန်ရက်မှာဟိုလီတကြောဖြစ်ခဲ့ပါသေးတယ်။ဒါပြင်သူမဘဂဝရီမဲဒီဆိုမှာတိုင်တန်းတွေနဲ့လည်းဆက်သွယ်မှုရှိပြီးသူမရဲ့ဇာတ်ကားတွေမှာလည်းဒီလိုတိုင်တန်းအကြောင်းအရာတွေကိုထည့်သွင်းရိုက်ကွင်းလေးရှိသူပါ။ဒါပေမဲ့အခုတခါမှာတော့သူမဟာဘာသာရေးအကြောင်းမဟုတ်ပဲအနုပညာလောကသားတွေကြားမှာအတော်လေးကြဲထားသွားစေမဲ့ကျမ်းမာရေးလေးဝဲချက်တစ်ခုကိုဖွင့်ဟလိုက်ပါတယ်။အဲ့ဒါကတော့စကားတကားရိုက်ကူးစင်မှာနမဲကြီးမင်းသားတယောက်နဲ့နန်းနယ်ခန့်တရုတ်ဆောင်ရာကနေအသက်ရှူလန်းကြောင်းဆိုင်ရာပုံဝင်သွားတဲ့ကိစ္စပါပဲ။ပန်းလာရောင်ရဲ့ဆိုရာအိမ်မင်းသားကိုနမိပြီးနောက်မှာသူမဟာပြင်းထန်တဲ့သက်ရှူလန်းကြောင်းဆိုင်ရာဝိနာကိုခန်းစားခဲ့ရပြီးစိတ်ယုံစည်းကန်ဒီမှာ3လနီးပါးဒီချိန်ပေးကစနစ်တကျစိတ်ကူးသားမှုခံယူရတယ်လို့ဆိုပါတယ်။ဒါကတာမန်ဖျားနာမှုမျိုးမဟုတ်ဘဲနဲ့တစ်ဖက်မင်းသားစီမှာရှိနေတဲ့ယောဂပိုးကြောင့်ဖြစ်ပွားခဲ့တာလို့သူမကအခိုင်အမာပြောဆိုလိုက်တာပဲဖြစ်ပါတယ်။အခုသတင်းထွက်လာပြီးနောက်မှာတော့ပရိသတ်တွေကြားမှာအိတ်ပိုးရှိတဲ့မင်းသားကဘာလို့လဲဆိုတာအကြီးအကျယ်ညှင်းခုန်စရာဖြစ်လာပါတယ်။ပန်းလာရောင်ကတော့နမေကိုတီလင်းထုတ်ပေါ်မပြောသေးပေမဲ့နမေကြီးမင်းသားတယောက်လိုသုံးနှုတ်ထားတာကြောင့်ပရိသတ်တွေကတော့ထိတ်တဲမင်းသားဖြစ်တဲ့နေတိုလာအေးချမ်းမောင်လာစသဖြင့်အမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။တစ်ဖက်မှာလည်းဒါနမေကြီးမင်းသားမဟုတ်ပဲမထင်မရှားအောင်မင်းသားတယောက်လည်းဖြစ်နိုင်တယ်လို့ယူဆချက်တွေရှိနေပါတယ်။ဒါပေမဲ့ပန်းလာရောင်လိုတိုင်နဲ့အဆက်အသွယ်ရှိပြီးဘာသာရေးလိုက်စားတဲ့သူတယောက်ကအခုလိုရည်သိရှင်ကြားဖွင့်ချလိုက်တာဟာအနုပညာလောကတွေကအမင်းသားတွေအတွက်တော့တတိထားစရာသင်ခန်းစာတစ်ခုဖြစ်လာစေခဲ့ပါတယ်။ဒီဖြစ်ရပ်ကနေကျမတို့သိလိုက်ရတာကတော့ရုပ်ရှင်ရိုက်ကွင်းပေါ်မှာအနိကတရုပ်ဆောင်ရတဲ့အခါကျမရေးဆိုင်ရာဘေးကင်းလုံခြုံမှုဟာဘလောက်အရေးကြီးလဲဆိုတာပါပဲ။အမင်းသမီးတယောက်အနေနဲ့အလုပ်ပေါ်မှာစေတနာထားပြီးတရုပ်ဆောင်ခဲ့ပေမဲ့နောက်ဆက်တွဲကျမရေးထိခိုက်မှုကတော့တကယ့်ကိုနှမျောစရာပါပဲ။ဘယ်လောက်ရအောင်သူမရဲ့တိုင်နှန်းဆိုင်ရာဇာတ်ကားတွေနဲ့အောင်မြင်မှုရနေချိန်မှာအခုလိုကျမရေးပြဿနာနဲ့ကြုံခဲ့တာကသူမအတွက်တော့စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပုံပဲရပါတယ်။တရုတ်ဆောင်ပန်းလာရောင်ရဲ့ဒီဖွင့်ရချက်ဟာအနုပညာလောကရဲ့ပုံရိပ်ကိုတစ်မျိုးတစ်ပုံပြောင်းလဲသွားစေခဲ့ပါတယ်။သူမအနေနဲ့ဗေမင်းသားစီကပိုးဝင်ခဲ့လေဆိုတာကိုတိကျဖွင့်ပြောလာမလား။ဒါမှမဟုတ်ဗေဒီဖြစ်ပဲထားမလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာပါ။အနုပညာရှင်တွေနဲ့လည်းတဦးနဲ့တဦးအနီးကတရုတ်ဆောင်ရတဲ့အခါကျမကြီးကိုအထူးကျူဆိုင်ကြဖို့လိုအပ်ပါလိမ့်မယ်။ပရိသတ်တို့ရောပန်းလာရောင်ကိုပိုးကူးဆက်စေခဲ့တဲ့ဒီနမဲကြီးမင်းသားကဘယ်သူဖြစ်နိုင်လဲဆိုတာပြောသွားပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့တော့လောက်နေပဲနှုတ်ဆက်ခဲ့ကြပါတယ်